လူတယောက်ကနောက်လူတယောက်ဒုက္ခရောက်နေတာကိုကြည့်ပြီး तू ရည်တယ်နော်နောက်လူတယောက်ဒုက္ခရောက်နေတာကိုကြည့်ပြီး तू အားရတယ်နောက်လူတယောက်ဒုက္ခရောက်နေတာကိုကြည့်ပြီး तू လှောင်နေဆိုရင်နဲ့အလ္လာဟ်ရှင်မြတ်သခင်အဲ့ဒီလှောင်နေသူရည်တဲ့သူ तू မသိမခင်အလ္လာဟ်သူ့ကိုအဲ့ဒီဒုက္ခမျိုးပြန်ပြီးကြာရောက်စေမယ်အဲ့ဒီဒုက္ခတွေကို तू ပြန်ပြီးတော့ဆင်းရမယ်အဲ့ဒီဒုက္ခ तू ပြန်ပြီးရင်ဆိုင်ကိုရင်ဆိုင်ရလိမ့်အဲ့ဒီလိုမရင်ဆိုင်ရသေးမချင်းအလ္လာဟ်သူ့ကိုမောတ်ပေးမှာမဟုတ်လေးစားအတမိတ်ဆွေညီနောင်များခင်များဒီနေ့ကျွန်တော်တို့နော်ကျွန်တော်တို့အခြေအနေတွေကျွန်တော်တို့စဉ်းစားကြည့်နော်သူများရဲ့ဒုက္ခကိုပျော်နေတဲ့သူတွေအများကြီးပဲနော်သူများဒုက္ခရောက်နေတဲ့အချိန်ဒီအတွင်းမဝင်မိဘူးအဲ့ဒီဒုက္ခမျိုးငါသာရောက်ခဲ့ရင်ငါဘယ်လောက်တော့ကပြည့်နော်ငါသာရောက်ခဲ့ရင်ငါဘယ်လောက်စိတ်ဆင်းရဲရလေးစားအတမိတ်ဆွေညီနောင်များခင်များနော်တကြောက်ဒုက္ခရောက်နေတဲ့သူကိုတွေ့ပြီးဆိုရင်နော်တို့အားနှစ်ခုလို့တစ်ခုကပါလေရအလ္လာဟ်ဒီပုဂ္ဂိုလ်ရဲ့ဒုက္ခတွေသူစီကနေအမြန်ဆုံးအလ္လာဟ်လွတ်မြောက်မှုပေးတော်မူပါနော်အဲ့ဒါတို့ကတစ်ခုသူ့အတွက်လုပ်ပေးတာနောက်တို့ကတစ်ခုကကိုယ့်အတွက်လုပ်ရအလ္လာဟ်အဲ့ဒီဒုက္ခမျိုးကနေကျွန်တော်မျိုးကိုလည်းအလ္လာဟ်ကာကွယ်ပေးတော်မူပါလေးစားအတမိတ်ဆွေညီနောင်များခင်များနော်ဒီနေ့ကျွန်တော်တို့ကဒုက္ခရောက်နေတဲ့လူတစ်ယောက်ကိုကြည့်လိုက်ရင်နော်အဲ့ဒီလူကိုပဲအပြစ်တင်နေတာသူအသုံးမချလို့နော်သူ့မှာအရေးချင်းမရှိလို့မသိရင်အဲ့ဒီဒုက္ခကျွန်တော်တို့ဘရောမှမရင်ဆိုင်ရတော့မဲ့ပုံစံအတိုင်းကျွန်တော်တို့မှာအဲ့ဒီဒုက္ခမျိုးဘရောမှရင်ဆိုင်ရမှာမဟုတ်ဘူးဆိုပြီးအလ္လာဟ်စီကအာမခံချက်ရထားတဲ့အတိုင်းကျွန်တော်တို့အဲ့ဒီလိုပြုမှုကြတယ်မဟုတ်နော်အဲ့ဒီလိုဘရောမှနော်အဲ့ဒီလိုမတွေးရဘူးနော်အီဘလစ်ကအဲ့ဒီစိတ်ကြောက်ပဲသူဒုက္ခရောက်ခဲ့တာနော်အီဘလစ်ကိုနော်ဖရစ်စတာတွေအများကြီးကလာပြီးတော့ရှောက်ထားတယ်နော်အလ္လာဟ်ရဲ့မူကောင်းခင်ရဲ့တဏှာမှာအာအူဇူဘီလာဟီမီနရှ်ရှိတောနီရဂျီမ်ဆိုပြီးရေးထားနော်နှင်ထုတ်ခြင်းခံရတဲ့ရှိတန်ကနော်နှောက်ယှက်မှုကနေကျွန်တော်မျိုးအရှင်မြတ်ထံခိုးလုံပါတယ်ဆိုတဲ့စာသားရေးထားတော့ဖရစ်တာတွေစိုးရိမ်နေနှင်ထုတ်ခြင်းခံရတဲ့ရှိတန်ဆိုတာဘာလို့လဲနော်အလ္လာဟ်ရဲ့ထံပါနေနှင်ထုတ်ခြင်းခံရမှာကိုဖရစ်တာတိုင်းအင်မတန်ကြောက်ကြတယ်နော်အဲ့ဒီအချိန်အီဘလစ်ကအကြီးကဲဒီတော့ဖရစ်တာတွေကအီဘလစ်စီစုပြီးလာတယ်အီဘလစ်ကိုတို့တောင်းခိုင်းတယ်အဲ့ဒီနှင်ထုတ်ခံရမယ်အဖြစ်မျိုးကျွန်တော်မျိုးတို့မရောက်ဖို့တို့တောင်းပေးပါအီဘလစ်တဲ့လက်ဖြန့်ပြီးတို့တောင်းပေးလိုက်တယ်အလ္လာဟ်ဒီဖရစ်တာတွေအားလုံးကိုအဲ့ဒီအဖြစ်မျိုးအလ္လာဟ်မပို့ပါနဲ့ဒါမဲ့သူ့အတွက်သူတို့မတောင်းပေးလိုက်ဘူးသူထင်ထားတယ်အဲ့ဒီအဖြစ်ငါဘရောမှရောက်မှာမဟုတ်အဲ့ဒီအဖြစ်အဲ့ဒီလိုအခြေအနေဆိုငါဘရောမှရောက်မှာမဟုတ်ဘူးဆိုတဲ့မာနကအီဘလစ်ကိုပြန်ပြီးတော့ဖျက်ဆီးလိုက်တယ်လေးစားအတမိတ်ဆွေညီနောင်များခင်များနော်ဒီနေ့ကျွန်တော်တို့မှလည်းပဲအဲ့ဒီလိုမာနတွေအများကြီးမှရှိကြတယ်နော်ဆင်းရဲနေတဲ့လူကိုကြည့်ပြီးတော့ကျွန်တော်တို့တွေအထင်သေးလိုက်တယ်ကိုဒီလိုတွက်လိုက်တယ်ငါဘရောမှဆင်းရဲမဲ့သူမဟုတ်ပါဘူးကွာငါမှရှိတဲ့ဒီလောက်စီးသိမ့်ဒီလောက်နော်ဥစ္စာတွေနဲ့ငါတလုံးအဲ့ဒီဆင်းရဲတဲ့ဘဝရောက်နိုင်မှာမဟုတ်ပါဘူးကွာအဲ့ဒီလိုဘဝင်းနေကျွန်တော်တို့မြင်လိုက်ကြဒါဟာအင်မတန်မှကိုပဲဆိုးရွားတဲ့ကိစ္စပဲ